ရှင်မတဲ့ဂရိဝင်ခန်းကြီး25ထိုအခါကောင်းကင်နိုင်ငံတော်သည်ကမင်္ဂလာဆောင်လူလင်ကိုခရီးဥကြိုပြုအံ့သောငါမိခွက်ကိုကန်ယူ၍ထွက်သွားသောသူတို့သမီးတစ်ကြိမ်နှင့်တူ၏ထိုသူတို့သမီးတို့တွင်9ယောက်သည်ပညာသတိရှိကြ၏9ယောက်မူကားမိုက်သောသူဖြစ်ကြ၏မိုက်သောသူတို့သည်မိခွက်တို့ကိုသာယူ၍စီကိုမယူကြပညာသတိရှိသောသူတို့မူကားမိခွက်နှင့်တကွဘူး၌ပါသောစီကိုလည်းယူကြ၏မင်္ဂလာဆောင်လူလင်သည်မလာဘဲနေစဉ်ထိုသူတို့သမီးအပေါင်းတို့သည်ငိုက်၍အိပ်ပျော်ကြ၏တကောင်းရန်၌ကြည်ပါ၏မင်္ဂလာဆောင်လူလင်သည်လာပြီးခရီးဥကြိုပြုခြင်းကထွက်သွားကြကုန်ဟုကြွေးကြော်လျင်ထိုသူတို့သမီးအပေါင်းတို့သည်ထား၍မိခွက်များကိုပြင်ဆင်ကြ၏မိုက်သောသူတို့ကငါတို့စီမီတည်ပါပြီသူတို့၏စီမှအနှဲငယ်ပေးပါဟုပညာရှိသူတို့ထံတောင်းကြ၏ပညာရှိသောသူတို့ကလည်းတင်တို့အဖို့ငါတို့အဖို့စီမလောက်ထိုကြောင့်စီရောက်သောသူရှိရသို့တွား၍ကိုသုံးဖို့ဝေလျင်တာ၍ကောင်းသည်ဟုပြန်ပြောကြ၏ထိုသူတို့သည်စီဝေသွားသည့်အခိုက်တွင်မင်္ဂလာဆောင်လူလင်သည်လာ၍အသင့်ရှိသောသူတို့သမီးတို့သည်လူလင်နှင့်အတူပွဲသို့ဝင်ကြပြီးလျင်တကားကိုပိတ်ထား၏ထိုနောက်ကျွန်းသောသူတို့သမီးတို့သည်လာ၍အရှင်ကျမတို့အားတကားကိုဖွင့်ပါဟုတောင်းလျှောက်ကြသောအရှင်ကလည်းငါအမှန်ဆိုသည်ကတင်တို့ကိုငါမသိဟုပြန်ပြောလေ၏တို့ဖြစ်၍လူသားသည်ကြွလာအံ့သောနေ့ရက်အချိန်နာရီကိုတင်တို့သည်မသိသောကြောင့်စောင့်နေကြလော့ဥပမာကလူတဦးသည်အခြားသောပြည်သို့သွားမည်ဟုအကြံရှိလျက်မိမိငယ်သားတို့ကိုခေါ်၍မိမိဥစ္စာများကိုအပ်ပေး၏သူတို့သည်အတီးအစွမ်းတတိရှိသည့်အတိုင်းတဦးကိုငွေခွက်50တဦး၌ခွက်20တဦး၌ခွက်30ကိုအပ်ပေးပြီးမှချစ်ချင်းသွားလေ၏ခွက်50ကိုရသောသူသည်တွား၍ဂုံသွဲခြင်းကိုပြုသဖြင့်အခြားသောခွက်50ကိုအမြတ်ရလေ၏ထိုနည်းတူခွက်20ကိုရသောသူသည်လည်းအခြားသောခွက်20ကိုအမြတ်ရလေ၏ခွက်30ကိုရသောသူမူကားတွား၍မြေ၌တွန်းတူးပြီးလျင်အရှင်၏ငွေကိုဝှက်ထားလေ၏ကာလကြာမြင့်ပြီးမှထိုငယ်သားတို့၏အရှင်သည်လာ၍သူတို့ကိုစည်ရင်းယူလေ၏ခွက်50ကိုရသောသူသည်ချင်းကပ်၍အခြားခွက်50ကိုဆက်လျက်သခင်ကိုယ်တော်သည်အကျွန်ုပ်၌ခွက်50ကိုအပ်ပေးတော်မူ၏အခြားခွက်50ကိုအကျွန်ုပ်အမြတ်ရပါပြီဟုလျှောက်လေ၏အရှင်ကလည်းဒါတုတစ္ဆာရှိသောငယ်သားကောင်းတင်းသည်အမှုငယ်၌တစ္ဆာဆောင်လေပြီများစွာသောအမှုအခွင့်နှင့်ကိုတင်း၌ငါအပ်ပေးမည်တင်းဤသခင်နှင့်အတူစည်းစိမ်ကိုဝင်စားလောဟုမိန့်တော်မူ၏ခွက်20ကိုရသောသူသည်လည်းချင်းကပ်၍သခင်ကိုယ်တော်သည်ကျွန်ုပ်၌ခွက်20ကိုအပ်ပေးတော်မူ၏အခြားခွက်20ကိုအကျွန်ုပ်အမြတ်ရပါပြီဟုလျှောက်လေသောအရှင်ကသာဓုတစ္ဆာရှိသောငယ်သားကောင်းတင်းသည်အမှုငယ်၌တစ္ဆာဆောင်လေပြီများစွာသောအမှုအခွင့်ကိုတင်း၌ငါအပ်ပေးမည်တင်းဤသခင်နှင့်အတူစည်းစိမ်ကိုဝင်စားလောဟုမိန့်တော်မူ၏ခွက်30ကိုရသောသူသည်လည်းချင်းကပ်၍သခင်ကိုယ်တော်သည်ခဲရင်သောသူဖြစ်သည်နှင့်ကိုမဆိုင်ပြိုးသောအရက်၌ရိပ်၍ကိုမဖြန့်ကျဲသောအရက်၌စုသိမ့်တတ်သည်ကိုအကျွန်ုပ်သိ၍ကြောက်သောကြောင့်အခြားသို့တွား၍ကိုယ်တော်၏ငွေခွက်30ကိုမြေ၌ဝတ်ထားပါပြီယခုကိုယ်တော်၏ဥစ္စာရှိပါသည်ဟုလျှောက်၏အရှင်ကလည်းစိုးညစ်ပြင်းရသောငယ်သားငါသည်ကိုမဆိုင်ပြိုးသောအရက်၌ရိပ်၍ကိုမဖြန့်ကျဲသောအရက်၌စုသိမ့်သည်ကိုတင်သိသည်မှန်လျင်ငါငွေကိုပွဲစားလက်သို့အပ်ရမည်ထိုသို့အပ်လျင်ငါပြန်လာသောအခါငွေရင်းနှင့်အတိုးကိုရနိုင်၏ထို့ကြောင့်ခွက်30ကိုထိုသူ၏လက်မှနှုတ်ကြခွက်100ရှိသောသူကိုပေးကြအကြောင်းမူကားအကျဉ်သူသည်ရတတ်၏ထိုသူ၌ကြွယ်ဝပြည့်စုံစေခြင်းကပေးဦးမည်
အကျဉ်သူသည်ဆင်းရဲ၏ထိုသူ၌ရှိသမျှကိုပင်နှုတ်လိမ့်မည်တုံးမရသောထိုငယ်သားကိုငိုကြွေးခြင်းအံတွားခဲကြိတ်ခြင်းရှိရာပြင်အရက်မှောင်မိုက်ထဲသို့နှင်ထုတ်လိုက်ကြဟုစီရင်တော်မူ၏လူသားသည်မိမိဘုံအာနုဘော်ကိုဆောင်လျက်တန်ရှင်းသောကောင်းကင်တမန်များအချမ်းအယံတို့နှင့်တကွာကြွလာတော်မူသောအခါဘုံရှိသောပလင်တော်ပေါ်မှထိုင်၍ရှေ့တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့်တိုးထင်းသည်တိုးနှင့်စိတ်တို့ကိုတခြားစီခွဲထားသကဲ့သို့လူအပေါင်းတို့ကိုတီးခြားခွဲ၍တိုးတို့ကိုလက်ရတော်ဘက်စိတ်တို့ကိုလက်ဝဲတော်ဘက်၌ထားတော်မူလက်တံထိုအခါလက်ရတော်ဘက်၌ရှိသောသူတို့အားမင်းကြီးကငါခမဲတော်ထံကောင်းကြီးမင်္ဂလာကိုခံသောသူတို့ကဘာဦးကပင်တင်တို့အဖို့ပြင်ဆင်သောနိုင်ငံကိုလာ၍အမွေခံကြလော့အကြောင်းမူကားငါသည်မွတ်တိတ်သောအခါတင်တို့သည်ကြွေကြ၏ငါသည်ရေငတ်သောအခါတင်တို့သည်တောက်ဖို့ပေးကြ၏ငါသည်ဧည့်သည်ဖြစ်သောအခါတင်တို့သည်ဧည့်သည်ဝတ်ကိုပြုကြ၏ငါသည်အဝတ်အချီးစီးရှိသောအခါတင်တို့သည်အဝတ်နှင့်ဖုံးလွှမ်းကြ၏ငါသည်အနာရောဂါဆွဲသောအခါတင်တို့သည်ကြည်ရှုပြုစုကြ၏ငါသည်ထောင်ထဲမှနေရသောအခါတင်တို့သည်ငါထံသို့လာကြ၏ဟုမိန့်တော်မူလျင်ဖြောင့်မတ်သောသူတို့ကသခင်ကိုယ်တော်သည်မွတ်သိတော်မူသည်ကိုဘယ်အခါ၌ကျွန်ုပ်တို့သည်မြင်၍ကိုယ်တော်ကိုလှုပ်ကြွေးပါသနည်းရည်တော်မူသည်ကိုဘယ်အခါ၌ကျွန်ုပ်တို့သည်မြင်၍ကိုယ်တော်ကိုတောက်ဖို့ပေးပါသနည်းဧည့်သည်ဖြစ်တော်မူသည်ကိုဘယ်အခါ၌ကျွန်ုပ်တို့သည်မြင်၍ဧည့်သည်ဝတ်ကိုကိုယ်တော်အားပြုပါသနည်းအဝတ်အချီးစီးရှိတော်မူသည်ကိုဘယ်အခါ၌ကျွန်ုပ်တို့သည်မြင်၍ကိုယ်တော်ကိုအဝတ်နှင့်ဖုံးလွှမ်းပါသနည်းအနာဆွဲတော်မူသည်ကို၎င်းထောင်ထဲမှနေတော်မူသည်ကို၎င်းဘယ်အခါ၌ကျွန်ုပ်တို့သည်မြင်၍အထံတော်သို့ရောက်ပါသနည်းဟုပြန်၍လျှောက်ကြတော်မင်းကြီးကငါအမှန်ဆိုသည်ကတင်တို့သည်ဤသူတီးဟုသောငါညီတို့တွင်အငယ်ဆုံးသောသူတစ်ယောက်အားပြုကြသမျှတို့ကိုငါအားပြုကြပြီဟုပြန်၍မိန့်တော်မူလက်တံထိုအခါလက်ဝဲတော်ဘက်၌ရှိသောသူတို့အားမင်းကြီးကဂျင်းချင်းကိုခံရသောသူတို့မာနနှင့်သူဤတမန်တို့အဖို့ပြင်ဆင်သောထာဝရမိထဲသို့ငါထမခွာသွားကြလော့အကြောင်းမူကားငါသည်မွတ်သိပ်သောအခါတင်တို့သည်မကြွေးငါသည်ရေငတ်သောအခါတင်တို့သည်တောက်ဖို့မပေးငါသည်ဧည့်သည်ဖြစ်သောအခါတင်တို့သည်ဧည့်သည်ဝတ်ကိုမပြုငါသည်အဝတ်အချီးစီးရှိသောအခါတင်တို့သည်အဝတ်နှင့်မဖုံးလွှမ်းငါသည်အနာရောဂါဆွဲသောအခါ၌၎င်းထောင်ထဲမှနေရသောအခါ၌၎င်းတင်တို့သည်မကြည့်ရှုမပြုစုကြဟုမိန့်တော်မူလျင်ထိုသူတို့ကသခင်ကိုယ်တော်သည်မွတ်သိပ်တော်မူခြင်းရေငတ်တော်မူခြင်းဧည့်သည်ဖြစ်တော်မူခြင်းအဝတ်အချီးစီးရှိတော်မူခြင်းအနာဆွဲတော်မူခြင်းထောင်ထဲမှနေတော်မူခြင်းတို့ကိုကျွန်တော်တို့သည်ဘယ်အခါ၌မြင်၍ကိုယ်တော်ကိုမပြုစုမလုပ်ကြွေးပဲနေပါသနည်းဟုပြန်၍လျှောက်ကြတော့မင်းကြီးကငါအမှန်ဆိုသည်ကတင်တို့သည်ဤသူတို့တွင်အငယ်ဆုံးသောသူတစ်ယောက်အားမပြုသမျှတို့ကိုငါအားမပြုကြပြီဟုပြန်၍မိန့်တော်မူလက်တံထိုသူတို့သည်ထာဝရပြစ်ဒဏ်ကိုခံရာသို့၎င်းဖြောင့်မတ်သောသူတို့မူကားထာဝရအသက်ရှင်ရာသို့၎င်းတွားရကြလက်တံဟုမိန့်တော်မူ၏ဖတ်ရှုသွားတဲ့နှုတ်ကပတ်တော်ကြားနာသူအရောက်စီတိုင်းအတွက်ကောင်းချီးဖြစ်ပါစေ